ဒီစာအုပ်ကိုဖတ်ပြီးတော့အားသွင်းစရာတစ်ခုတည်းဘာလဲဆိုတော့1900ပြည့်နှစ်စောပိုင်းနေအမေရိကန်သွားတိုက်တဲ့ပြင်လုံးဝမရှိဘူးအဲ့ချိန်မှာ Hawkins ဆိုတဲ့ top 10လောင်းသမားတယောက်ရှိတယ်သူတငယ်ချင်းလည်းတွေ့ကြည့် Pepsodent ဆိုတဲ့သွားတိုက်ဆေးတစ်ခုယူထားပြီးတော့လာရောင်းခိုင်းတယ်သူကမရောင်းပေးဘူးညှင်းလိုက်တယ်ဘာလို့လဲဆိုတော့အဲ့ချိန်မှာအမေရိကန်မှာသွားတိုက်တဲ့အလူထားလုံးဝမရှိဘူးသွားတိုက်ဆေးကိုလူသုံးဆောင်ပစ္စည်းအနေနဲ့တောင်းရမယ်ဆိုတာကိုသူတို့ကလုံးဝမသတ်မှတ်ထားဘူးဒီကအချိုးစိတ်ငြိမ်စားတယ်မလိုင်းနေစားအဲ့လိုစားတော့တော်ခါရဖြစ်တယ်အဲ့လိုဖြစ်နေတဲ့ကြားတဲ့အခါကိုသွားကိုလုံးဝကိုမတိုက်တာသွားတိုက်ဖို့မလိုအပ်ဘူးလို့ကိုယူဆထားတာဒါပေမဲ့သူ့တငယ်ချင်းဆွဲကောင်းတယ်သူ့ကိုရောင်းပေးဖို့တိုက်တွန်းတဲ့အခါမှာသူနောက်ဆုံးမှာတော့သဘောတူလိုက်တယ်ဒီလိုမျိုးသဘောတူခြင်းနဲ့သဘောတူလိုက်လဲဆိုတော့ okay ဒီပစ္စည်းရောင်းရလို့ရောင်းရတဲ့6လကအမြတ်ငါ့ကိုပေးမယ်ဆိုရင်ငါရောင်းပေးမယ်ဆိုပြီးသူ့ငယ်ချင်းကလည်းသဘောတူတယ်အဲ့ဒါနဲ့သူဒီပစ္စည်းကိုရောင်းဖို့စပြီးတော့လှုပ်ဆောင်တယ်အဲ့ချိန်မှာဘယ်လောက်ထိအောင်မှသွားမတိုက်ကြဘူးလို့ဆိုသွားဘက်ကသူ့တည်တည်ကအချို့ကားတာမှာပေါ့နော်အကုန်လုံးတော့မဟုတ်ဒီသွားတိုက်စီ Pepsodent လိုမျိုးသွားတိုက်စီတွေကမလိုအပ်ဘူးလို့ယူဆတာသူကလုံးသူ့ကနားစားလို့အကုန်လုံးကိုသူရှာပြီးဖတ်တယ်ဖတ်တဲ့နေရာမှာသူစာအုပ်အုပ်ရဲ့တနေရာမှာသူအဲ့ဒါဘာလဲဆိုတော့တွားမှာပေါ့နော်တစ်သေးလွှာဆိုရအလွှာလေးကတ်တယ်ဆိုတော့သူအဲ့ဒါကိုသိပြီးတော့ကိုကားချင်းနဲ့ချက်ချင်းနဲ့ဒီကြော်ညာဆောင်မုတ်တင်အဲ့ဒါကဘာလဲဆိုတော့တင်းရဲ့သွားကိုရှာနေစမ်းကြည့်လိုက်ပါတင်းသွားရဲ့တစ်သေးလွှာကိုစမ်းနေတယ်နော်အဲ့ဒီတင်းရဲ့သွားရဲ့ဖြစ်စွနေတဲ့အလှကိုဖုံးအုပ်ထားတဲ့ဒီတစ်သေးလွှာကိုဒီ Pepsodent ဆိုတဲ့သွားတိုက်စီကထည့်ရှားပေးပါလိမ့်မယ်ဆိုပြီးရေးပြီးတော့ဘေးပုတ်တွေထောင်းနေကြော်ညာတယ်ပေါ့နော်အဲ့ဒီကြော်ညာတွေ3ဘတ်အကြာလုံးဝကိုရောင်းရတာအရန်ကိုသွားတိုက်စီကြော်ညာပေါက်တယ်ဝက်ကွဲကိုရောင်းရတာပေါ့နော်9နှစ်ကြာမှဆိုရင် Pepsodent တစ်ကမ္ဘာလုံးတိုင်းတာနေနဲ့ကိုသိသွားကြတာသူတို့ရဲ့အမှုပညာရှင်တွေကပါအစားတုံးပြီးတော့ Pepsodent Smile ဆိုပြီးတော့နာမည်ကြီးရပေါ့နော်10နှစ်ဒီကြော်ညာတင်ပြီးတော့10နှစ်ကြာလာမှာဆိုအမေရိကန်လူမျိုးထက်ဝက်ကျော်လောက်ကသွားတိုက်တဲ့အလေးထားဆွဲနေတယ်နော်ဒါကဒီကြော်ညာကိုသူကဘယ်လိုလုပ်ပြီးတော့ဖန်တီးလိုက်တာလဲဆိုတော့ဒီအလေးထားရဲ့လေးထားကြောင်သူသိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့လူတွေမလူချင်တဲ့တဲလွန်စားဖြစ်တဲ့တချီလွှာရှိရယ်အဲ့ဒီလွှာကနေပြီးလူတွေလိုချင်တဲ့ဖြည်းဖြည်းတောက်ပြောင်တဲ့သွားလေးတွေလှပတဲ့အပြုံးလေးတွေဖြစ်တဲ့ဆုလက်အနေနဲ့ဒီအပြုံးလေးလိုချင်လို့ရှိရင်ဘာလုပ်ရမလဲဆိုတော့သူ့ရဲ့သွားတိုက်စီကိုသုံးရမယ်ဆိုရယ် psychology ကိုသုံးလိုက်တာပေါ့နော်ဒီမှာကဒီဆောင်ပါပြောလိုက်ဆိုတော့လူတွေလိုချင်တဲ့အငန်းများမှုရဖို့ဆိုရင်ခမဆုံးလူတွေမလိုချင်တဲ့တဲလွန်စားလေးတစ်ခုပေးတယ်အဲ့ဒီကမှအငန်းများလိုချင်တဲ့ဒီဆုလက်ကိုရဖို့ဆိုရင်ဘာလုပ်ရမလဲဆိုတော့ဒီအလေးထားသွားတိုက်ခြင်းလောက်ကမယ်ဆိုပြီးပြောထားတယ်ပေါ့နော်